ရေတက်ပြေးဝလုံလောက်စွာတောက်သုံးခြင်းအပြင်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့အဆုတ်ကလေးတွေဘလို့ကောင်းကျိုးလေးတွေရှိလဲဆိုတဲ့အကြောင်းကိုဝေမျှတဲ့အစီအစဉ်အပိုင်းနှစ်ကနေနှွေးထွေးလိုက်လဲစွာကြိုဆိုပါရစေ။ဒါကြောင့်မလို့အဆုတ်ကျမ်းမာရေးကိုထိမ့်သိမ်းကာဝယ်စောင့်ရှောက်လိုသူတိုင်းကျွန်တော်ရဲ့ဗီဒီယိုလေးကိုအစအနေဆုံးထိကြည့်ရှုပေးဖို့နဲ့ like and follow လေးလုပ်ဖို့တောင်းဆိုချင်ပါတယ် YouTube channel မှာတော့ VPN လေးခံပြီးကြည့်ရှုပေးဖို့နဲ့ VPN ခံပြီးမကြည့်ရှုဖြစ်ဘူးဆိုရင်လည်း like and share လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဒါဆိုရင်ခန္ဓာကိုယ်အတွက်ရေထက်ပြေဝလုံလောက်ခြင်းကအဆုတ်လေးအတွက်ဘလောက်ထိကောင်းကျိုးတွေကိုဖြစ်ပေါ်စေလဲရေထက်ပြေဝလုံလောက်ပြီဆိုလို့ရှိရင်အဆုတ်နဲ့လေပြိုနေရန်မှာရှိတဲ့ချွဲအလွှာတွေကိုပါလွှာစေတဲ့ဆိုဆွမှုကိုဖြစ်ပေါ်စေတယ်အဲ့ဒီလိုမျိုးဖြစ်ပေါ်စေခြင်းဟာအဆုတ်ရဲ့လှုပ်ဆောင်ချက်တွေကိုပုံမူပြီးတော့တိုးမြင့်ပေးနိုင်တဲ့ကောင်းကျိုးတွေကိုများစွာဖြစ်ပေါ်စေပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ရေတွေလုံလောက်စွာမတောင်းမိဘူးရေဓာတ်တွေပြေဝလုံလောက်မှုမရှိဘူးရေဓာတ်တွေခန်းချောက်လာပြီဆိုရင်အဲ့ဒီချွဲအလွှာပါလေးတွေအမေးပါလေးတွေကထူလာတယ်ပို့ပြီးတော့စီးကပ်မှုတွေဖြစ်လာတယ်အဲ့ဒီလိုစီးကပ်မှုတွေဖြစ်လာပြီးဆိုရှူသွင်းလိုက်တဲ့လေထဲမှာရှိတဲ့ဖုံမုံတွေယောဂပိုးမွားတွေနဲ့အစိတ်အတောက်တွေကကန့်ညိသွားတယ်အဲ့ဒီချွဲအစည်းတွေထဲမှာကန့်ညိသွားတယ်ပြီးလို့ရှိရင်အဆုတ်ထဲကနေဖယ်ရှားဖို့အရန်ခက်ခဲတယ်ခက်ခဲမှုတွေဖြစ်လာတဲ့အချိန်မှာယောဂတွေအလွယ်တကူကူးစက်မှုတွေဖြစ်စေနိုင်တယ်လို့အဆုတ်ရဲ့ကျန်းမာရေးကိုထိခိုက်စေပြီးတော့အသက်ရှူရာခက်ခဲမှုတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်ဒါကြောင့်မို့လို့ရေထက်လုံလောက်ပြေးဝစွာတောက်သုံးခြင်းအပြင်ချွဲအမေးပါးတွေကိုပို့ပြီးတော့ဆိုးဆိုးစေတဲ့ပါးလွှာစေတဲ့အဆုတ်ရဲ့လှုပ်ဆောင်ချက်တွေကိုပို့ပြီးတော့တိုးမြင့်ပေးနိုင်တယ်အသက်ရှူရာလွယ်ကူစေပြီးတော့အဆုတ်ကျန်းမာရေးကိုပို့မှုပြီးတော့ကောင်းမွန်စေပါတယ်ဒါကြောင့်မလို့အဆုတ်ကျန်းမာရေးကိုထိမ့်သိမ်းစောင့်ရှောက်လိုသူတိုင်းရေထက်ပြေးဝလုံလောက်စွာတောက်သုံးဖို့လိုအပ်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာနောက်ထပ်အကြောင်းအရာလေးတွေဆက်လက်ပြီးဝင်ပြပေးမှာဖြစ်တဲ့အတွက်စောင့်မျှော်ပြီးကြည့်ရှုပေးဖို့တောင်းဆိုချင်ပါတယ်အဆုတ်ကျန်းမာရေးကိုအကောင်းဆုံးထိမ့်သိမ်းကာဝယ်စောင့်ရှောက်ရင်းနဲ့လှပပျော်ရွှင်သောကျန်းမာဘဝတွေကိုရရှိပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ